ဒီလိုချမ်းမှုကြောင့်ဖြစ်ခဲ့ပြည့်စုံမှုဒီကတော့မန္တလေးမြို့စကိုင်းမြို့နေပြီးတော့မှာတော့ပြည့်စုံမှုများပြားပါတယ်လက်ရှိကျွန်တော်ယနေ့ချိန်ယူချိန်ထိပေါ့တရင်ပို့တဲ့ဒီရင်ပို့ကြည့်ရတော့နေပြီးတော့ကောက်စီနေမျိုးမှာ96ယောက်စကိုင်းမြို့မှာ18ယောက်ကြောက်စင်မှာ30ယောက်စုစုပေါင်း144ယောက်တေဆုံးကြောင်းနဲ့ဒါရတော့နေပြီးတော့ကောက်စီနေမျိုး132ယောက်စကိုင်းမြို့မှာ300ယောက်နဲ့ကြောက်စင်မြို့မှာတော့ CCC အလုံးပေါင်း932ယောက်ဒါရရှိတယ်လို့ကျွန်တော်သိရပါတယ်။ဘုရှိတယ်ကြောင့်တက်တဲ့လောက်ဘောင်းကူညီပေးဖို့ကျွန်တော်တို့မြေတားရက်ခံလုပ်ပါတယ်။ကျွန်တော်အနေနဲ့လည်းဖြစ်ပွားတဲ့ဒေသအားလုံးလည်းရေးပေါ်အခြေအနေကြီးညာထားပြီးတော့ပြည်ပကူညီများပေးနိုင်ဖို့လည်းအခုလက်မှတ်ထားပြီးဖြစ်ပါတယ်။မကြသေးကြရပဲအာဟာစင်တာနေပြီးတော့လက်ပြန်မှာရေးပေါ်ကိစ္စပစ္စည်းတွေပို့ဖို့နဲ့အိန္ဒိယနိုင်ငံလည်းလက်ပြန်မှာကိစ္စပစ္စည်းပို့ဖို့ကာလနာရှိတယ်ဆိုတော့ဒါလည်းခွင့်ပြုထားပြီးဖြစ်ကြောင်းကျွန်တော်ပြောလိုပါတယ်။အဲ့တော့မိသည့်နိုင်ငံမိသည့်အဖွဲ့အစည်းမဆိုမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ရန်ချီလို့မြို့ပြည်သူများမဆိုတော့ကုညီနိုင်ဖို့ကျွန်တော်ဖိတ်ကြားလိုပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်